အားလုံးပဲမင်္ဂလာပါ Work with Mr. Channel လေးနဲ့ပြီးကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာပြောပြသွားခြင်းတဲ့အကြောင်းအရာတော့ကျွန်တော်တို့ရတရားတွေ spell တွေလုပ်တဲ့ဟာကဘာလဲရတရားတွေ spell တွေဆိုတာကဘာလဲသူတို့ကဘယ်လိုတက်ရောက်မှုရှိလဲဆိုတဲ့ဟာကိုကျွန်တော်ကပြောပြသွားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကအရင်ဆုံးဆရာသမားတွေစီမှာကျွန်တော်တို့လာကြတယ်ဘေးတင်မေးကြတယ်ဥမာထားပါတော့ရီစားဟောင်းပြန်လာစေခြင်းနဲ့ဘာတွေဖြစ်စေခြင်းနဲ့ညာတွေဖြစ်စေခြင်းနဲ့ကံကောင်းခြင်းနဲ့ protection မကောင်းတဲ့တိုက်ခိုင်းနောက်ချက်တွေဖယ်ပေးခြင်းနဲ့ဖယ်စေခြင်းနဲ့ဆိုတဲ့ဟာတွေကလာကြတယ်ပေါ့နော် client တွေလာမေးကြတယ်အဲ့ဒါတွေကဘာနဲ့တူလဲဆိုရင်ကျွန်တော်တို့အဲ့လိုမျိုးဖြစ်တဲ့ဟာ case လို့ကျွန်တော်ကဒီမှာအတူကောက်သုံးလိုက်မယ် case တွေပြဿနာတွေတယောက်မတူအဲ့ဒါကဘာနဲ့တူလဲဆိုရင်ကျွန်တော်တို့ဆေးဝါးနဲ့တူတယ်အဲ့တော့နေမကောင်းဖြစ်လို့ဆိုတာကဥမာကိုကကိစ္စတွေအဆင်မပြေတဲ့ဟာကိုနေမကောင်းတဲ့ဟာနဲ့တူတယ်အဲ့တော့ကိုအဆင်မပြေတဲ့ဟာတွေကနေမကောင်းတဲ့ဟာတွေအဆင်မပြေတဲ့ဟာတွေကနေမကောင်းတဲ့ဟာတွေအဲ့လိုမျိုးနေမကောင်းဖြစ်တဲ့အခါမှာကျွန်တော်တို့ကဆရာဝန်တွေစီသွားတယ်ပုံမှန်ဆိုရင်တော့ကျွန်တော်တို့ဆရာဝန်တွေစီသွားတယ်အခုချိန်နေဆိုရင်တော့ကျွန်တော်တို့ဘေးတင်ပညာရက်တွေဆိုရင်တော့ဘေးတင်ဆရာတွေစီသွားကြတယ်အဲ့တော့ဆရာဝန်ကလည်းဆေးပေးတယ်ဘေးတင်ဆရာတွေကလည်းရတရားပေးတယ်အဲ့တော့ဆေးနဲ့ရတရားနဲ့အတူတူပဲအဲ့တော့ပါတာစီတမောနေမကောင်းတဲ့အခါမှာ client ကကိုယ်စီလာတဲ့အခါမှာပါတာစီတမောတစ်လုံးတိုက်ရုံနဲ့တချို့ client တွေကပျောက်သွားတယ်အဲ့တော့တချို့တွေကမေးတယ်အချိန်ဆရာကအချိန်ဘယ်လောက်ကြာမှလဲရတရား effective ဖြစ်ဖို့အချိန်မေးတယ်အဲ့လိုမေးတဲ့အခါမှာအဖြေကအမျိုးမျိုးထွက်နိုင်တယ်ဥပမာတချို့ client တွေကတရက်ထဲနဲ့ရသွားတယ်တစ်ချိန်လုံးုံနဲ့ရတရားတစ်ခါထွန်းုံနဲ့ဥပမာဖျောင်းနိုင်ထွန်းတယ်ဆိုတစ်ခါထွန်းုံနဲ့ရတယ်ပွဲပြည့်ဆိုပွဲတစ်ခါနဲ့ရသွားတယ်အဲ့တော့တစ်ခါနဲ့ရတယ်တချို့တွေကြတော့အခါလောက်ရတယ်အဲ့ဒါတယောက်နဲ့တယောက်မတူနေမကောင်းတဲ့အခါမှာလဲဥပမာဆေးတောက်တယ်ဆိုတချို့လူတွေဆိုရင်ဆေးတစ်လုံးနဲ့ရတယ်တချို့လူတွေဆိုရင်နှလုံးတောက်ရတယ်တချို့တွေဆိုရင်လားတွေနှစ်တွေဆွဲပြီးတောင်းရတဲ့လူတွေလည်းရှိတယ်တယောက်နဲ့တယောက်မတူနိုင်ဘူး case တွေမတူနိုင်ဘူးအဲ့တော့အဲ့ဒါတွေကဘယ်ပေါ်မှာ depend ဖြစ်လဲဆိုတော့ဘယ်လိုအရာတွေက other factors တွေရှိရယ်ကွယ်အဲ့တော့ other factors ကဘာတွေလဲဆိုတော့ကျွန်တော်တို့ဒီနေရာမှာဆိုရင်ဥပမာနေမကောင်းတဲ့ case မှာဆိုရင်ကျွန်တော်တို့လူနာရဲ့သူ့ရဲ့ပင်ကိုကျန်းမာရေးအဲ့တော့ပင်ကိုကျန်းမာရေးဆိုတော့သူ့ရဲ့ကျန်းမာရေးရှိမယ်ပြီးရင်သူ့ရဲ့စားတောက်နေထိုင်မှုရှိတယ်စားတောက်နေထိုင်မှုရှိတယ်အဲ့တော့အစားတောက်ရှိမယ်ပြီးရင်သူ့ရဲ့ immune လို့ခေါ်တဲ့ကိုယ်ခံအားရှိမယ်အဲ့တော့ကိုယ်ခံအားရှိတယ်အဲ့ဒါကြီးတယောက်နဲ့တယောက်ကမတူဘူးအဲ့လိုမျိုးပဲကျွန်တော်တို့စီမှာလာတဲ့ client တွေဒီလေတယောက်နဲ့တယောက်မတူဘူးတချို့လူတွေကအတိတ်ကံနေရေစက်တွေပါတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကမြန်ဆန်နဲ့စေးတစ်လုံးနဲ့ပြီးသွားတယ်ရတရားတစ်ခုနဲ့ပြီးသွားတယ်ဖျောင်းနိုင်တစ်ခါထုံးနဲ့ပြီးသွားတယ်တချို့တွေကြတော့အတိတ်ကံနေကြောင်းတော့၎င်းအနောက်ရှက်တွေကြောင်းတော့၎င်းတစ်ခါနဲ့မပြီးဘူးချင်းချင်းလောက်ရတယ်ဥပမာအဲ့တော့ okay အဲ့ဒါကဆေးနဲ့ပတ်သက်ပြီးပြီးသွားပြီဒါပေမဲ့ client ရဲ့ရတရားတက်ရောက်မှုရှိတယ်ဆိုတာက client တွေပေါ်မှာလည်းမူတည်တယ်အဲ့တော့အဲ့ဒါမပြောခင်မှာကျွန်တော်ကဒီနေရာမှာဘာဖြတ်ပြောချင်လဲဆိုရင်ဘယ်ရတရားမှဒီလောကကြီးမှာဘယ်ဘေးတင်းဆရာဘလောက်ပဲစွမ်းမာတယ်ဆိုတော့ဆရာဖြစ်စေတရားရာခိုင်နှုန်းရတရားအောင်ပါမယ်လို့အာမခံနိုင်တဲ့လူမရှိဘူးဆေးတွေလို့ပဲဒီဆေးတစ်လုံးပေါက်တိုင်းကိုဒီတရားရာခိုင်နှုန်းကျန်းမာရေးကောင်းမယ်ဆိုတာအာမခံနိုင်ခြင်းမရှိဘူးဆေးနဲ့တိန်ကောင်းတယ်ဆေးနဲ့မတိန်မကောင်းအဲ့လိုမျိုးလည်းရှိနိုင်တယ်ဆေးတက်မတက်လည်းရှိနိုင်တယ်အဲ့ဒါတွေကတော့ဆရာတွေပေါ်မှာမူတည်တယ်ဥပမာတချို့လူတွေဆိုပါတာစီမမတက်ပါတာစီမတောက်လို့မရအောင်တာမန်နေမကောင်းဖြစ်တာတော့ပါတာစီမတောက်လို့မရတဲ့လူတွေရှိတယ်ဒါက scientific evidence အရာပြောတာသက်သေတွေနဲ့ပြောတာဟာဖြစ်တယ်အဲ့တော့ okay ဒီနေရာမှာဘာပြောချင်လဲဆိုတော့ရတရားလုံတိုင်းတော့မစွမ်းနိုင်ဘူးဆိုတဲ့ဟာကိုလည်းသိစေချင်တယ်နောက်တစ်ခုကဘာလို့မစွမ်းနိုင်လဲဆိုတော့တရားတွေပေါ်မှာမူတည်တယ်လူနာရဲ့ဒီကိုယ်စီလာတဲ့ client ရဲ့သူ့ရဲ့အချိန်တွေသူ့ရဲ့ immune ကိုခံအားကောင်းမကောင်းကိုခံအားကိုဘာနဲ့ဒီနေရာမှာမြင်စေခြင်းလဲဆိုသူ့ရဲ့စိတ်နဲ့မြင်စေခြင်းတယ်ကိုခံအား equal to ဘေးဒင်းဆရာစီမှာလာမိရဆိုသူ့ရဲ့ဒီစိတ်ပေါ့နော်အဲ့တော့စိတ်ကဘာလဲဆိုရင်တချို့လူတွေကလောတယ်နောက်တစ်ခုကမယုံအဲ့ဒါတွေကအဆင်မပြေဘူးတချို့လူတွေက desperate ဖြစ်တယ်ဆရာသမီးကောင်လေးကကျမကိုထားသွားရင်မောင်လေးကျမကိုထားသွားပြီးသူ့ကိုပြန်လိုချင်တယ်သူ့ကို2ရက်3ရက်တွင်ပြန်ခေါ်ပေးပါဆရာလောနေပြီတချို့လူတွေကလှုပ်တယ်မယုံဒါကြီးကအတိတ်ပဲမရှိဘူးသွားမှာမလားအဲ့လိုမျိုးတွေဆိုရင်လည်းဒါကကိုယ့်ရဲ့ immune ကိုသွားပြီးထိခိုက်နိုင်တယ်ကိုယ်စိတ်က down သွားတယ်ဆိုရင်ကိုယ်စိတ်ကကိုယ်တိုင်မယုံနေ down နေလေလောင်နေလေပူနေလေအဲ့တော့ကိုယ့်ရဲ့ဟာကလည်းအဆင်မပြေဘူးယောဂတစ်ခုဖြစ်တယ်တချို့လူတွေကခန္ဓာကိုယ်အားတော့ကောင်းပါစိတ်ကငါဒီယောဂကြီးကမပြောက်တော့ပါဘူးကွာဒီဆေးတွေတောက်လဲလက်ကငါချိန်တန်ပေးမှာသွားပြီကျမ်းမာရေးပြန်မကောင်းတော့ဆိုပြီးတွေ့ရလူသွားပြီအဲ့လူနာရှင်ဖို့ချမ်းချက်စအရန်နေသွားပြီအဲ့လိုမျိုးပဲ
အဲ့လိုမျိုးရှိတယ်။ဘေဒင်ဆရာတွေဘက်ကလုတ်ပေးတဲ့ဟာတွေလည်းရှိတယ်။စေးတစ်ခုဖော်ဆက်တယ်လို့ပဲစေးအတိုးရှော့တွေလုတ်တယ်လို့မျိုးပဲအဲ့ဒါတွေကတော့ဒါကတော့ဘေဒင်ဆရာတယောက်နဲ့တယောက်နဲ့မတူကျွန်တော်စီမှာလုတ်တဲ့ဟာဆိုကျွန်တော်ရဲ့စေးတစ်ခုထုတ်တယ်လို့ပဲ formula တစ်ခုရှိတယ်။ဥပမာ Biogestin နဲ့ Paracetamol နဲ့ကစေးလုတ်တဲ့ဟာမျိုးဒီနေမကောင်းဖြစ်ရင်တောက်တဲ့ဟာချင်းတူတူပဲအတွင်းထဲမှာပါတဲ့ formula မတူအဲ့တော့ဆရာတွေတယောက်စီမှာလည်းတကယ်တက်ကြွတဲ့ဆရာတွေဒီဘေဒင်ဆရာတွေစီမှာလည်းသူတို့ရဲ့ formula spell လုပ်ပုံကြရခြေတဲ့ပုံတွေမတူနိုင်ဘူးဆိုတဲ့ဟာကိုသိစေချင်တယ်အဲ့ဒါ okay အဲ့ဒါတွေတည်ပြီးသွားပြီဆိုရင် client ပေါ်မှာလည်းမူတည်တဲ့အဲ့လိုမျိုးရှိတယ်ပြီးတော့ရတရားတွေမှာစိုးကြိုးတွေရှိနိုင်လားရှိတယ်ရှိနိုင်တယ် depends အဲ့ဒါလည်းလူပေါ်မှာလည်းမူတည်တယ်စေးတောက်တယ်လို့ပဲစေးတောက်တိုင်းလည်းမကောင်းပါတာစီတမောတောက်တာများရင်အစာရင်ထိတတ်တယ်ဆိုတာလူတိုင်းသိတယ်အစာရင်တွေထိတယ်ဒါကြောင့်မလို့အစာနဲ့တွဲတောက်ရတယ်အဲ့လိုမျိုးပဲတချို့ရတရားတွေကလောက်တိုင်းမကောင်းဘူးလုံရင်ပြန်ပြီးထိတယ်အဲ့တော့အဲ့ဒါတွေကဘလို့ရတရားမျိုးတွေလဲဆိုရင်သူများအုပ်သွားပြီးဒုက္ခပေးတဲ့ရတရားတွေကဘလို့မှမကောင်းနိုင်ဘူးကိုယ်တိုင်ပြန်ခံရတတ်တယ်နောက်တစ်ခုကဒီသူများအတွဲတွေကိုဖြတ်ပြီးတော့ကိုလူဖြစ်အောင်လုပ်တဲ့ဟာတွေအစွတ်တွေပြန်လုပ်တဲ့ဟာတွေဒုက္ခဖြစ်တတ်တယ်အဲ့တော့ဒီဟာတွေကိုလုတ်တာမလုတ်တာတွေကလုတ်တဲ့နည်းတွေကတော့ရှိရကွာဆေးတွေဆိုလဲဆေးတွေအများကြီးရှိရဒါပေမဲ့အဲ့ဆေးတွေကဒုက္ခပေးတာတည့်ရတာနဲ့လုတ်တဲ့လူတွေလည်းရှိရဒါကတော့ပေးရဆရာဝန်တွေလည်းရှိရတခါလေကြာတချို့လူတွေကတော့ဒါတယောက်နဲ့တယောက်ကိုပေးလူတွေလည်းမှားရလို့မပြောတော့ဒုက္ခပေးရလူဟာဒုက္ခပေးရဆိုတာလဲပေးခြင်းမှပေးရနော်တယောက်နဲ့တယောက်မတူတချို့လူတွေကခုဘဝမှာချင်းခံရတယ်တချို့လူတွေကနောက်ဘဝမှာခံရတယ်တယောက်နဲ့တယောက်မတူဒါကဆရာတယောက်နဲ့တယောက်ရဲ့အယူတွေပေါ်မှာမူတည်ပြီးတော့ကွဲပြဲသွားနိုင်တယ်လုတ်ပေးရလူရှိရလုတ်မပေးရလူမရှိဘူးလုတ်ပေးရလူကလည်းသူ့ရဲ့ reason ရှိရလုတ်မပေးရလူကလည်းသူ့ရဲ့ reason မရှိဘူးတချို့ဆေးတွေဆိုရင်ဥပမာ UK နိုင်ငံမှာခွင့်ပြုထားတဲ့ဆေးတချို့ကဗမာပြည်မှာခွင့်ပြုကြခြင်းမှာလည်းခွင့်ပြုမယ်ဗမာပြည်မှာခွင့်ပြုထားတဲ့ဗမာဆေးတချို့က UK နိုင်ငံမှာလည်းခွင့်ပြုခြင်းမှာခွင့်ပြုမယ်တယောက်နဲ့တယောက်ရဲ့အယူဆတွေမတူဘူးအကြောင်းပြချက်တွေအများကြီးရှိတယ်အဲ့တော့သိထားရမှာကလုတ်တိုင်းလည်းမရနိုင်ဘူးဘာလို့လဲဆိုတော့ဒီလူနာရဲ့ဒီ client ရဲ့အချိန်တွေပေါ်မှာမူတည်တယ်နောက်တစ်ခုကဒီကျွန်တော်ဆွမ်းနာပြောခဲ့တဲ့ federalism ပေါ်မှာမူတည်တယ်နောက်တစ်ခုကလည်းဆေးဝယ်တောက်တယ်လို့ပဲရတရားလောက်ရတယ်ဆိုတာလည်းပတ်စံပေးရတယ်ဆေးတောက်မယ်ဆိုလည်းပတ်စံပေးရတယ်ဆရာဝန်ပြရတယ်ပတ်စံပေးရတယ်အဲ့တော့ဒီရတရားခြေတာတွေဘေးတင်မေးတာတွေကဆရာဝန်ပြတဲ့ process နဲ့အတူတူပဲအဲ့ဒါကိုနားလည်စေချင်တယ်ကျွန်တော်စီမှာလာတဲ့ client တွေကိုကျွန်တော်ကသူတို့မယုံဘူးလောနေရဆိုကျွန်တော်လုပ်မပေးဘူးဘာလို့ဆိုတော့ကျွန်တော်သိရဒီ result ကသူကိုယ်တိုင်ကကိုခံမကောင်းနေကျွန်တော်ဘာသာကျွန်တော်ဘလောက်ပဲလုပ်ဒီရတရားတက်ရောက်မှုမရှိနိုင်ဘူးအဲ့လိုမျိုးရှိတယ်ဒါပေမဲ့ကျွန်တော်ရဲ့ formula တွေအကုန်လုံးကကျွန်တော်တို့ဒီ net တွေဂျိုးတွေဒီ ingredient တွေဒီပါဝင်တဲ့အရွက်တွေတစ်ဥတစ်ဖူတွေဒီအရွက်တွေပန်းတွေအဲ့ဒါတွေနဲ့တေချာဖော်ဆက်ထားတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ဆေးကတော့အတိုင်းအတာတစ်ခုထိတော့ရအောင်ပို့ပေးနိုင်တယ်အဲ့လိုမျိုးပဲပြီးတော့နောက်တစ်ခုကဈေးကြီးပဲအားကိုးနေလို့ရလားဆိုတဲ့ case တစ်ခုရှိရမရအောင် no ရတရားကြီးပဲအားကိုးလို့လည်းအရာအလုံးစမပြေဥပမာကိုကနေမကောင်းလို့နေကောင်းအောင်ဆေးတောက်တယ်နေကောင်းအောင်ဆေးတောက်တယ်အားဆေးတောက်လိုက်တယ်ပဲထားအေးအားတွေတော့ရှိသွားပြီကျမကြီးလေးချင်းကနေမလိုက်စားဘူးတဲ့စားတောက်တယ်မစားဘူးဆိုရင်ဒီတုံရင်ပဲပြန်ပြီးနေမကောင်းဥပမာအစာအိမ်မကောင်းတဲ့လူတယောက်ကဆေးတောက်လိုက်လို့တက်တာတယ်တခါမလာရှမ်းကောတွေအဆက်ပြဲတွေစားလာရဆိုရင်တော့ဘိုက်ထက်အောင်ပါပဲအဲ့လိုမျိုးပဲအဲ့ဒါမျိုးတွေကိုမရှောင်အောင်မလုပ်တဲ့ဟာတွေလည်းဆရာတွေကညွှန်ကြားပေးလိမ့်မယ်တချို့ပြည်တင်ဆရာတွေဆိုရင်ရတရားချီထားတဲ့တော့မှာဘာမလုပ်နဲ့ပွဲပေးထားတဲ့တော့မှာမဲသားမစားနဲ့ဘာမလုပ်နဲ့ဆိုပြီးညွှန်ကြားချက်တွေရှိတယ်အဲ့ညွှန်ကြားချက်တွေနားထောင်နေဆိုရင် result ကကောင်းမွန်နိုင်တယ်အဲ့တော့ပြောချင်တာကရတရားတွေအားလုံးကသူ့ရဲ့ price ရှိတယ်လှုပ်တိုင်းလည်းမကောင်းဘူးပြီးတော့လှုပ်တိုင်းလည်းမကောင်းဘူးအဲ့တော့လှုပ်တဲ့ဟာတိုင်းမှာလည်းအန်ဒီရရှိလားဆိုရင်ဥမာ100စလုံးမှာရတရား100စလုံးလုပ်တယ်100စလုံးမှာတော့အန်ဒီရမရှိနိုင်ဘူးတချို့ဥမာရတရား100ရှိရပဲထား80လောက်ကအန်ဒီရကင်းကျင်လဲကင်းနိုင်တယ်နောက်ထပ်20လောက်ကတော့အန်ဒီရရှိနိုင်တယ်မတူဘူးဒီ80ကဘာလဲဆိုတော့လှုပ်တဲ့လူပေါ်မှာလဲမူတည်တယ်ဥပမာသဘောတစ်ခုပြပြမယ်ကွာ AX ဘိုင်းနိုင်တောက်တဲ့ Gelman တို့ AX လို့တောက်ရုံနဲ့ side effect ကအဲ့လောက်မရှိဘူး side effect နည်းတယ်ဒီကောင်တွေကလုံးဝမရှိရမှာမဟုတ် side effect နည်းတယ်ဒီကောင်တွေက side effect များတယ် risk များတယ်တနည်းအားဖြင့် risk များတယ်ဆိုပြီးတော့ကျွန်တော်တို့ကပြောလို့ရတယ်အဲ့လိုမျိုးတော့ရှိရဲဒါကကျွန်တော်စီမှာလည်းရရတွေလုတ်ပေးနေတယ်ပြီးတော့တချို့လူတွေကရရအကြောင်းသိပြီးနားမလဲကြသေးဘူးအဲ့လိုလူမျိုးတွေကိုလည်းသိစေချင်တဲ့ကြောင့်မို့ကျွန်တော်ကဒီဗီဒီယိုလေးလုပ်ပြီးတော့ဒါကရှင်းပြပေးလိုက်တာ I know like is a bit ဘယ်လိုပြောရမလဲဘေးနားလေးက setting လည်းမကောင်းဘူးပြီးတော့ကြီးဖြစ်နေတယ်အဓိကပေးချင်တဲ့ message ကိုရအောင်ကျွန်တော်ပေးချလေးပြောပေးထားတယ်ဘာလို့ဆိုတော့ဒီဟာကိုလုပ်ပေးဖို့လုပ်ခိုင်းနေရကြပြီကျွန်တော်ရဲ့အဆောင်နေအဲ့ဒါလှုပ်ဆိုပြီးခိုင်းနေရကြပြီကျွန်တော်လည်းမလုပ်ဖြစ်တာနဲ့အဲ့ဒါအခုဒီနေ့ကလည်း Sunday ဖြစ်တာနဲ့အကြောင်းမိတ်တုံးကိုအမြန်ပြောပြပေးလိုက်တယ်အဲ့တော့
ရရအကြောင်းကိုဘယ်လောက်သိထားရဲဆိုရင်ကိုအနေနဲ့ပါဆက်လောက်ရမလဲဆိုတာလည်းရပြီ Mr. C မှာလည်းရလုပ်ပြီးရဘေးဒင်ဆရာတယောက်အနေနဲ့ကဒီလိုအချက်လက်တွေကိုရှင်းပြပေးတဲ့တယ် client တယောက်ကိုဒါမှ client ကသူ့အနေနဲ့ they have like ဘာလုပ်နေတယ်ဘာဖြစ်မယ်ဆိုရဲဘာကိုမျှော်လင့်ရမယ်ဆိုရဲ expect လုပ်ရမယ်ဆိုရဲဟာကိုသိတဲ့တယ်ရလုပ်ုံနဲ့တရားခိုင်လုံးလည်းမဖြစ်နိုင်ဘူးအဆောင်နေရအကုန်လုံးကဒီတိုင်းပဲအဲ့တော့ဘာနေကောင်းကျိုးနဲ့ဆိုးကျိုးနဲ့ရှိရယ်ဆိုးကျိုးနည်းတဲ့ဟာနဲ့ကောင်းကျိုးများတဲ့ဟာပဲရှိတယ်အဲ့တော့ချင်းချိန်ပြီးလို့စေချင်တယ်ပထမအဆုံးဆိုးကျိုးအနေနဲ့ဆရာဒီဆိုးကျိုးတွေကစိတ်ပူရမလားဆိုရင်စိတ်မပူရပါဘူးဘာဆိုးကျိုးလဲဆိုပတ်စံကုန်နဲ့ရလာအခနဲ့ပတ်စံကုန်နဲ့အဲ့ဒါပဲအဲ့လောက်ပဲအဓိကဒါတွေသိရင်ရပြီအားလုံးပဲကိုကြီးကျမကြီးစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်ဆူတောင်းပေးလိုက်ပါတယ်အဲ့တော့ကျွန်တော်စီမှာလည်းရလုပ်တဲ့ service တွေလည်းရှိရယ်ဒါက knowledge sharing အနေနဲ့ကျွန်တော် share ပေးတယ်နောက်ပိုင်းကိုသိချင်တဲ့ဟာလေးရှိရင်လည်း comment မှာမှန်ခဲ့ကျွန်တော်သိတဲ့ knowledge တွေကနေပြီးပြန်တယ် knowledge sharing လုပ်ပေးမယ်ဘာလို့ဆိုတော့ဗမာပြည်မှာလည်း knowledge sharing လုပ်ဖို့ဒီလိုဟာတွေသိဖို့လိုအပ်နေရလို့ခံစားရလို့ပါ